Equator Guinea နိုင်ငံအတွက်ဆုတောင်းခြင်းတိမောသေဩဝါဒစာပထမဆောင်အခန်းကြီး၄အငယ်12မှ13သင်ဤအသက်အရွယ်နုပြိုသည်ကိုအဘယ်သူမျှမထီမဲ့မြင်မပြုစေနှင့်စကားပြောခြင်းကြင်ကြံပြုမှုခြင်းသူတစ်ပါးကိုချစ်ခြင်းဝိညာဉ်သဘောရှိခြင်းသစ္စာဆောင်ခြင်းစင်ကြယ်ခြင်းအရာမှာယုံကြည်သောသူတို့အားပုံသက်သည်ကိုပြလောငါမလာမိတိုင်အောင်ကျမ်းစာကိုဖတ်ခြင်းတိုက်တွန်းသွေးဆောင်ခြင်းဆုံးမဩဝါဒပေးခြင်းကိုကြိုးစား၍ပြုလောအာမင်ဆုတောင်းကြပါစို့အိုအဖထာဝရဘုရားကိုရောဤအလိုတော်သည်ကောင်းကင်နိုင်ငံ၌ပြည့်စုံတဲ့ကဲ့သို့ Equator Guinea နိုင်ငံအတွက်ပြည့်စုံပါမည်အကြောင်းဆုတောင်းပါ၏ထိုနိုင်ငံသည်ကိုရောအရှိ၌အပြစ်နောင်တရစေပါလူတိုင်းယုံကြည်ခြင်းအရာမှာပုံသက်သည်ဖြစ်စေသောကောင်းကြီးနှင့်ပြေဝစေရန်တောင်းလျှောက်ပါ၏အစိုးရသည်ဝိညာဉ်သဘောနှင့်ပြည့်၍လှုပ်ရှားခြင်းတိုင်းမှာစင်ကြယ်ခြင်းရှိစေရန်တန်ရှင်သောဝိညာဉ်တော်ဖျားပြုပြင်ပုံသွင်းတော်မူပါအဖာအသင်းတော်သည်ကိုရောဤနှုတ်ကပတ်စကားကိုဆင်ခြင်ခြင်းတိုက်တွန်းသွေးဆောင်ခြင်းဖြင့်ရှောက်လန်းကာရေးရင်စွာဖြင့်ဟောပြောခြင်းဆုံးမခြင်းပေးနိုင်ရန်သခင်ယေရှုခရစ်တော်ဖျားဤနာမ၌ယိုသေးစွာဆုတောင်းကြပါ၏အာမင်